set piece တခင်နဲ့ Premier League အသစ်ဒီဟာဒီ Premier League မှာထူးခြားတဲ့ຢာတစ်ခုကတော့ set piece တွေပဲဖြစ်ပါတယ်။တစ်ချိန်တုန်းကလက်ပစ်ဘောတွေတောင်ကမောတွေကနေကိုရအောင်အသေးအတန်စူးစမ်းနေတာတင်းငယ်လေးတွေရဲ့အလုပ်တစ်ခုလို့ဖြစ်ပေမဲ့ဒီဟာဒီမှာတော့တင်းကြီးတွေကပါဒီလိုလိုက်ကစားနေတာကိုတွေ့ကြရမှာဖြစ်ပြီးဒီလိုမှမကစားနိုင်ရင်တစ်ခင်နောက်ကျသွားတဲ့အသင်းဖြစ်သွားမှာဖြစ်ပါတယ်။အထူးသဖြင့် Arsenal ဆိုရင် Stoke City 2.0 version အသင်းဆိုပြီးတစိတ်ကတ်ကြတဲ့အထိဖြစ်ပါတယ်ဒီလိုတစိတ်ကတ်တယ်ဆိုတာကလည်းတစ်ချိန်လုံးက Stoke City ဟာလက်ပစ်ဘောတွေတောင်ကဘောတွေကိုအဓိကအပြုကစားတဲ့အသင်းဖြစ်ခဲ့လို့ပါပဲဒါပေမဲ့အခုတော့ Tony Pulis ရဲ့ Stoke City လိုအသင်းတော်တော်များများလိုက်ကစားနေကြပြီးဒီဟာဒီပွဲစဉ်6ပွဲကစားပြီးချိန်မှာ set pick ကနေတွင်းတဲ့ဂိုးရေအတွက်ဟာတိတိတရာကြီးကိုများပြနေခဲ့တာပါအတိအဆုံးအနေနဲ့ဒီဟာဒီ Premier League ပွဲစဉ်6ပြီးဆုံးချိန်ထိတောင်ကဘောကနေတွင်းယူတဲ့ဂိုးတွေဟာတွင်းဂိုးအားလုံးရဲ့19%ထိရှိပြီးတိတိကျကျပြောရမယ်ဆိုရင်တော့တွင်းဂိုးပေါင်း240ဂိုးထဲမှာ45ခုကတောင်ကဘောကနေတွင်းတဲ့ဂိုးတွေဖြစ်နေပါတယ်ပရီးမီးယားလိရဲ့တမိုင်းတစ်လျှောက်တောင်ကဘောကနေအများဆုံးရတဲ့ဂိုးအရေအတွက်ကတရားတီလုံးမှာ68ဂိုးပဲရှိရကနေအခုလိုပွဲစဉ်30မပြည့်ခင်မှာပဲ45ဂိုးထိရရှိထားပြီးဖြစ်တာကြောင့်တမိုင်းတစ်လျှောက်တောင်ကဘောကနေဂိုးသွင်းနှုန်းအမြင့်ဆုံးရတီလို့တောင်ဆိုရမှာဖြစ်ပါတယ်အဲဒီလိုတောင်ကဘောတွင်းဂိုးတွေမှာတော့အားလုံးသိထားတဲ့အတိုင်းအာတီတာရဲ့အာဆင်နယ်ကတွင်းဂိုး6ဂိုးထိရရှိထားပြီးအများဆုံးဖြစ်နေပါတယ်ဒါဟာအာဆင်နယ်ရဲ့ဒီယာတီပရီးမီးယားလိ16ဂိုးထဲကထက်ဝက်ကျော်လောက်ကိုတောင်ကဘောကရခဲ့တာလည်းဖြစ်ပါတယ်အာဆင်နယ်ဟာ set piece နိပြနီကိုလက်ဂျိုဗာကိုခေါ်ယူပြီးနောက်ပိုင်း2023-24ဘောလုံးရာသီကစလို့တောင်ကဘောကနေတွင်ကို38ဂိုးထိတောင်ရရှိထားပြီးဖြစ်တယ်လို့ဥရောပထိပ်တန်းလိ5ခုမှာဘယ်အသင်းထံမဆိုအနည်းဆုံး17ဂိုးပိုသွင်းထားနိုင်တာလည်းဖြစ်ပါတယ်အင်ကွင်းမှာ Crystal Palace ကို set piece ကနေခက်ခက်ကိုသွင်းယူပြီးတကိုးကိုမရှိနဲ့အနိုင်ရခဲ့ပြီးတဲ့နောက်မှာတော့အာရီတာဟာပြိုင်ဖက်အသင်းတွေရဲ့နီးပြူဟာမြောက်ကစားပုံတွေနဲ့ကစားသမားတွေရဲ့ကြန့်ခိုင်မှုတိုးတက်လာတာတွေကြောင့်ကစားကွက်ကနေကိုရဖို့ခက်ခဲလာတယ်ကိုရဖို့နီလန်ပေါင်းစုံကနေရှာဖွေရမှာပဲဖြစ်ပြီးလူတိုင်းဒီလိုပဲစူးစမ်းကြပါတယ်လို့ပြောပါတယ်အဲဒီလို set piece ကနေကိုရဖို့အခြားအသင်းတွေကလည်းဒီယာတီမှာတိတိကျကျစူးစမ်းနေတာကိုလည်းမကြာခဏတွေ့မြင်ရမှာပါတနင်္ဂနွေနေ့ကကစားခဲ့တဲ့စပါနဲ့အေဗာတန်ပွဲမှာလည်းစပါအသင်းကအတောင်ကဘောကနေတွန်းကိုဂိုးထိရယူခဲ့ပြီး3-0နဲ့ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ် set piece လို့ပြောရင်တောင်ကဘောကိုပဲကျွန်တော်တို့မြင်လို့မရပဲနောက်ထပ်လက်ပစ်ဘောကိုပါမဖြစ်မနေထည့်သွင်းရမှာပါ2008ကနေ2012အတွင်းမှာနီးပြတိုနီပိုလစ်ရဲ့ Stoke City ဟာဒီလိုလက်ပစ်ဘောတွေနဲ့နာမည်ကြီးခဲ့ပြီးကွင်းလက်လူလိုရီဒီလက်ဟာလည်းသူ့ရဲ့ပြောင်မြောက်လာတဲ့လက်ပစ်ဘောတွေကြောင့်ထင်ရှားတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်လက်ရှိအချိန်မှာလည်း set piece နီးပြကနေနီးပြချုပ်ဖြစ်လာတဲ့ကိတ်အင်ဒရူးလက်အောက်က Brentford ကလက်ပစ်ဘောတွေကိုအကောင်းဆုံးအသုံးချနိုင်တဲ့နီးပြဖြစ်ခဲ့ပြီးနောက်ခံလူမိုက်ကယ်ကီတိုင်းဟာလည်းဒုတိယမြောက်ဒီလက်ဖြစ်လာခဲ့ပါတယ်စနေနေ့ကလီဗာပူးကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာလက်ပစ်ဘောကနေအဖွင့်ကိုရခဲ့သလို Chelsea နဲ့ပွဲစဉ်တုန်းကလည်းအဖိုးတန်ချေပါကိုလက်ပစ်ဘောကနေ Brentford တို့ရခဲ့ပူပါတယ်ဒါဟာပြီးခဲ့တဲ့ရာသီကစားလို့ Brentford တို့လက်ပစ်ဘောကနေရရှိခဲ့တဲ့တွင်ကိုစုစုပေါင်း10ဂိုးထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်လက်ရှိ Premier League မှတ်ပေးစရာကိုဦးဆောင်နေတဲ့ Arsenal နဲ့အဆင့်3က Tottenham Hotspur တို့ဟာဒီယာတီ set piece ကိုအများဆုံးသွင်းယူနိုင်တဲ့အသင်းတွေဖြစ်ပြီးဒါဟာဒီနီးပြူဟာရဲ့ထိရောက်မှုကိုဖော်ပြနေတာလည်းဖြစ်ပါတယ်စံကျင်ဘက်အနေနဲ့လီဗာပူးဟာကစားသမားကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပေမဲ့ set piece ကနေဂိုးသွင်းယူမှုအနည်းဆုံး Premier League 3သင်းထဲမှာပါဝင်နေပြီးခံစစ်ပိုင်းမှာလည်းအားနည်းချက်တွေရှိနေတာဖြစ်ပါတယ်ဒါအပြင်လက်ရှိချန်ပီယံအသင်းဟာ Premier League မှာ4ပွဲဆက်ရှုံးနေထားသလို set piece ကနေတွင်ဂိုး6ဂိုးထိခွင့်ပြုထားရပြီးသူ့လောက် set piece တွင်ဂိုးခွင့်ပြုခဲ့ရတဲ့အသင်းဆိုလို့တန်းစင်းဆောင်ကအသင်းတွေဖြစ်တဲ့ West Ham နဲ့ Nottingham Forest တို့ပဲရှိတော့တာဖြစ်ပါတယ်ဒါကြောင့် set piece ဂိုးတွေကိုကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေဒီယာတီမှာတော့ Premier League မှာရလာကောင်းချင် set piece တွေကိုတေချာလေ့ကျင့်ထားဖို့လိုအပ်နေပြီပြောရမှာဖြစ်ပါတယ်